ဒါလေးကတော့ကျွန်တော်ဒီညမှာတင်ထားတဲ့စာလေးပေါ့နော်ကျွန်တော်မကိုယူထားတော့ဘာလို့ဆိုတော့ကိုအားတဲ့အချိန်10မိနစ်ဖြစ်စေ15မိနစ်ဖြစ်စေဖုန်းနဲ့ဆော့ရတဲ့ဒါမျိုးလေးလည်းနေလာရတယ်ဆိုရင်ကိုအောင်တော့ထမ်းလုံးဆိုလို့လုံးပေါ့နော်လုံးဆိုလို့လုံးကိုရဲ့ဒီလိုမျိုးအေးအချင်းရှိတဲ့လောက်ပါမမြင်တဲ့လောက်ပေါ့ဒါတော့ကျွန်တော်ဒီညတော့3လုံးလောက်ပဲတင်ထားတာပေါ့နော်ကိုကရဲ့ကိုခိုင်ရဲ့ကိုတရမနဲ့ဆိုလို့ရှိရင်ကျွန်တော်မြန်မာစာဆိုလို့ရှိရင်ကကြီးကကိုကိုင်းရတာဒီအားဆိုတော့ဆိုလို့ပေါ့နော်စတဲ့နဲ့ချိန်တော့ဒီလိုမျိုးပဲလာမမီတော့တဲ့ချိန်မှာဘာမှဆိုတဖြည်းဖြည်းချင်းအဆင်ပြေတာပေါ့ဗျာကိုယ်ဖုန်းလေးနဲ့ဆောရစာလေးနဲ့မင်းရှိတယ်ဆိုတော့ပေါ်ပြီးကောင်းတာပေါ့ဒါတော့ကျွန်တော်ဒီညမှာစဆော့ထားတဲ့အားလေးပေါ့နော်ကိုယ်မရေးတတ်မှလည်းသူစရာမလိုတော့ဘာလို့လဲဆိုလို့ရှိရင်ဒီ software တွေမှာပါဟာဆိုလို့ရှိရင်ဘယ်လိုရှင်းရလဲဘယ်လိုမျိုးဒီရဲ့ပေပါလဲဆိုတာစာခေါ်လို့ပါတယ်ဖုန်းဆောရတဲ့ကျိုးရှိတယ်ကိုယ်ကိုယ်ပေါ်တဲ့အချိန်နဲ့ကျိုးရှိတယ်အားလုံးဆောရအောင်လို့နောက်ကြည့်ရဖြစ်ပါတယ်လို့အားလုံးနဲ့ကျေးဇူးတင်ပါတယ်တရတဲ့နဲ့အများကြီးတင်လို့ရှိရင်လည်းမမီဖို့အတွက်အနေနဲ့ပေါ့နော်တရနဲ့တင်ထားတော့မညံ့ကောင်းတယ်အများကြီးလည်းအောင်လို့တယ်မှတ်စရာမလိုဘူးအတွက်ကြောင့်ဒါလေးမြောက်ပေးနေရခြင်းဖြစ်ပါတယ်အားလုံးပဲမိဂရညချမ်းလေးပါ